ပါသားတို့သမီးတို့ရေဒီနေ့တော့ရတနာအင် channel လေးမှာအရေးကြီးတဲ့သမိုင်းချောင်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်ရတနာအင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ပေးသွားကြဖို့မေတ္တာရက်ခံပါတယ်နော်ဒါကတော့အာဇာနည်နေ့ဆိုတဲ့သမိုင်းချောင်းရာလေးပဲဖြစ်ပါတယ်ကွယ်သားတို့သမီးတို့ရေအာဇာနည်ဆိုတာကို့အကျိုးကိုမငဲ့ကွက်ဖဲပြုတ်လုပေးတတ်တဲ့သူရဲကောင်းကြီးတွေလို့အဓိပ္ပာယ်ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက်ဗိုလ်ချုပ်အောင်ဆန်းတဲ့အတူခေါင်းဆောင်ကြီးတွေကတိုင်းပြည်အတွက်ကြိုးစားပေးနေကြတာပေါ့။ဒါပေမဲ့အဲ့လိုကြိုးစားပေးနေတဲ့အချိန်မှာပဲဝမ်းနည်းစရာကောင်းတာတစ်ခုကမြန်မာနိုင်ငံအတွက်အမတန်အရေးကြီးတဲ့အစည်းအဝေးကြီးကျင်းပနေတဲ့အခါမှာခေါင်းဆောင်ကြီးတွေကိုမကောင်းကြံစီဖို့ရှောက်လာတဲ့လူတစုကနေပြီးတော့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရင်ခေါင်းဆောင်ကြီးတွေကတိုင်းပြည်အတွက်အသက်ပေးဆက်ပြီးအနစ်နာခံသွားကြရပါတယ်ကွယ်အဲ့ဒီနေ့လေးကတော့ဇူလိုင်လ19ရက်နေ့ဖြစ်ပြီးတော့မြန်မာနိုင်ငံမှာနှစ်စဉ်နှစ်တိုင်းအာဇာနည်ကြီးတွေကိုအောက်မေ့တရိယာခြင်းအဖြစ်အခမ်းအနားများပြုလုပ်ပြီးတော့အလေးပြုလျက်ရှိကြပါတယ်ကွယ်အစည်းအဝေးပြုလုပ်နေစဉ်အတွင်းမှာအာဇာနည်ကြီး9ဦးကြာဆုံးခဲ့ပြီးတော့ခေါင်းဆောင်ကြီးတွေရဲ့အတိုင်းပြည်အတွက်ပေးဆက်သွားတဲ့ဒီနေ့လေးကိုအာဇာနည်နေ့ဆိုပြီးတော့သတ်မှတ်အလေးပြုခဲ့ကြတာနှစ်စဉ်နှစ်တိုင်းပဲဖြစ်ပါတယ်ကွယ်ဗိုလ်ချုပ်အောင်ဆန်းတဲ့ကွာအာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးသွားကြတဲ့ဇူလိုင်19ရက်နေ့ကနေစပြီးအာဇာနည်ခေါင်းဆောင်ကြီးတွေဟာတမိုင်းမှာအမြဲတမ်းရှိနေမှာပါသူတို့ရဲ့စိတ်ဓာတ်ကောင်းတွေကိုအတူယူရအောင်လို့ပေါ့သူတို့လိုပဲကိုယ့်ရဲ့တိုင်းပြည်ကိုချစ်မြတ်နိုးဖို့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ရှိဖို့နောက်ပြီးမိမိတို့ဝါသနာပါတဲ့ပညာရက်တွေကိုကြိုးစားသင်ယူရင်နိုင်ငံတော်အတွက်အသုံးဝင်တဲ့လူတော်လူကောင်းလေးတွေဖြစ်ဖို့ကြိုးစားကြရမယ်နော်ဒီအကြောင်းအရာလေးကိုနားထောင်ပြီးအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့စိတ်ဓာတ်ကောင်းတွေကိုမှတ်မိသွားကြမယ်လို့ယုံကြည်ပါတယ်ဒီအကြောင်းအရာလေးကိုဇူလိုင်19ရက်နေ့မှာကြာရောက်တဲ့အာဇာနည်နေ့ကိုဂုဏ်ပြုရင်းတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်ရှင်။နောက်ခေါက်တွေမှာလည်းပညာရစေမယ့်ပုံမြင်ကောင်းလေးတွေဘုဒ္ဓရရစေတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လာခဲ့ပါမို့စောင့်ကြည့်ပြီးနားထောင်ပေးကြပါဦးနော်။